ဒီဇက်ကားလေးကတော့ Young Sheldon ဇက်ကားလေးရဲ့ season တစ်ပဲဖြစ်ပါတယ် Young Sheldon ဆိုတာ ပါရမီရှင်ကလေးတစ်ယောက်ရဲ့ဘဝကိုပြထားတာဒါမကမိသားစုတစုရဲ့နှွေးထွေးတဲ့အချက်နဲ့နေ့စဉ်ဘဝတွေကိုပါရေရေမောမောတင်ဆက်ထားတဲ့ဇလန်းတစ်ပုဒ်ပါဇလန်းက1989ခုနှစ် Texas ပြည်နယ်ကမြို့လေးတစ်မြို့မှာစတင်ပါတယ်အသက်9ပဲရှိသေးတဲ့ Sheldon Cooper ဟာအိခအလွန်မြင့်မားတဲ့ပါရမီရှင်ကလေးတစ်ယောက်ဖြစ်ပြီးအထက်တန်းကျောင်းကိုစတက်ရတော့မှာပါတခြားကလေးတွေဂိမ်းဆော့ဘောလုံးကန်နေချိန်မှာ Sheldon ကတော့ Quantum Physics နဲ့ Nuclear Science အကြောင်းတွေကိုစိတ်ဝင်စားနေသူပါဒါပေမဲ့သူ့ရဲ့အကြီးမားဆုံးပြဿနာကဉာဏ်ကောင်းလွန်းတာမဟုတ်ဘူးလူတွေရဲ့ခံစားချက်ကိုနားမလည်နိုင်တာပဲဖြစ်ပါတယ်ကျောင်းပထမနေ့မှာပဲသူ့အတန်းဖော်တွေကအသက်ငယ်လုံးတဲ့ကလေးတစ်ယောက်ကိုမြင်ပြီးအံ့ဩသွားကြတယ်တချို့ကအနိုင်ကျင့်ဖို့ကြိုးစားကြပေမဲ့ Sheldon ကတော့သူတို့ကိုသိပ္ပံနည်းကျရှင်းပြပြီးပြန်တုံ့ပြန်တတ်တယ်သူ့အတွက်လူမှုဆက်ဆံရေးဆိုတာတင်ချပု္ပ္ပာလိုတိတိကျကျဖြည့်ရှင်းလို့ရမယ်လို့ထင်နေတာပါအိမ်မှာတော့ Sheldon ရဲ့မိသားစုကဇလန်းရဲ့အဓိကနှလုံးသားဖြစ်ပါတယ်အမေ Mary ကဘာသာရေးကိုအလွန်ယုံကြည်သူသားကိုအမြဲကာကွယ်ပေးပြီးသူ့ရဲ့ထူးခြားမှုကိုလက်ခံပေးထားပါတယ်ဖခင် George ကတော့ဘောလုံးနည်းပြတစ်ယောက်ဖြစ်ပြီးသားရဲ့အတွေးခေါ်တွေကိုနားလည်ဖို့အမြဲစူးစမ်းနေရသူပါတခါတရံသဘောမတူညီမှုတွေရှိပေမဲ့တားပေါ်ထားတဲ့မေတ္တာကတော့ဘယ်တော့မှမလျှော့ပါဘူး Sheldon ရဲ့အမွှအမ Messi ကတော့သူနဲ့လုံးဝဆန့်ကျင်ဘက်ပါစာမတော်ပေမဲ့လူတွေရဲ့စိတ်ကိုဖတ်တတ်ပြီးဟာတာဉာဏ်ရှိသူတစ်ယောက်တစ်ဖက်မှာအကို George ကတော့စာထက်လက်တွေ့ဘဝကိုပိုစိတ်ဝင်စားသူပါဒီမိသားစုထဲမှာ Sheldon ရဲ့ထူးဆန်းတဲ့အကျင့်တွေကြောင့်နေတိုင်းလိုရေစရာတွေဖြစ်ပေါ်နေတတ်ပါတယ်တနေ့မှာ Sheldon ဟာကျောင်းစာတွေအရန်လွယ်ကူလွန်းနေတယ်လို့ခံစားလာရပြီးပုံမမြင့်မားတဲ့ပညာရေးကိုလေ့လာချင်လာတယ်ဒါကြောင့်တက္ကသိုလ်ပါမောက္ခ Sturgis နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်သူ့ဘဝမှာပထမဆုံးအကြိမ်သူ့လိုသိပ္ပံကိုချစ်မြတ်နိုးတဲ့လူကြီးတစ်ယောက်ကိုတွေ့ရှိခဲ့တာပါဒါပေမဲ့ဉာဏ်ကောင်းခြင်းတစ်ခုတည်းကဘဝကိုအစဉ်ပြေစေမှာမဟုတ်ဘူးဆိုတာကို Sheldon တဖြည်းဖြည်းနားလည်လာရပါတယ်သူ့အမေကဖះเจ้าကိုသွားစေခြင်းပေမဲ့သူကသိပ္ပံနဲ့ဘာသာရေးကြားကကွာခြားချက်တွေကိုမေးခွန်းထုတ်နေတယ်ဖခင်ဖြစ်သူကဘောလုံးကြည့်ဖို့ခေါ်ပေမဲ့သူကစာအုပ်ထဲကကလပ်စီတွေအကြောင်းကိုပဲစိတ်ဝင်စားတယ်ဒီကွာဟာချက်တွေကြားမှာမိသားစုတစ်ခုဟာတယောက်နဲ့တယောက်နားလည်ဖို့ဘလောက်အရေးကြီးတယ်ဆိုတာဇလန်းကပြသပေးထားပါတယ် season 1ရဲ့အလှဆုံးအချက်ကတော့ Sheldon ဟာပါရမီရှင်တစ်ယောက်ဖြစ်ပေမဲ့သူလည်းကလေးတစ်ယောက်ပဲဆိုတာပါအထီးကျန်မှုကိုခံစားရတယ်တငယ်ချင်းလိုချင်တယ်မိသားစုရဲ့အားပေးမှုကိုလိုအပ်တယ်တခါတရံသူမတက်ပြီးတောင်းပန်ဖို့လည်းတင်ယူရတယ် season တစ်လျှောက်လုံးမှာ Sheldon ဟာတင်ချာနဲ့သိပ္ပံပညာထက်ပိုအရေးကြီးတဲ့အရာတစ်ခုကိုတဖြည်းဖြည်းတင်ယူလာခဲ့တယ်အဲ့ဒါကတော့လူတွေကိုနားလည်ပေးဖို့ပါတယောက်နဲ့တယောက်မတူညီပေမဲ့မိသားစုဆိုတာအချင်းချင်းလက်ခံပေးနိုင်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာကိုဒီဇလန်းကနွေးနွေးထွေးထွေးပြောပြထားပါတယ်ဒါကြောင့် Young Sheldon season 1ဟာဟာတာတွေနဲ့ပြည့်နေတဲ့စစ်ခံတစ်ခုတည်းမဟုတ်ပဲကြည့်ပြီးသွားရင်အိမ်ဆိုတဲ့အဓိပ္ပာယ်ကိုပိုနားလည်စေမဲ့မိသားစုဇလန်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်သဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လေးလုပ်ပေးသွားပါဦးနော်